ဒီပါကဒီနေရာဟောင်းလေးမှာပဲပြန်လာတယ်ဒီပါစနေပေါ့ဒီမှာနေရအရန်ပူရပဲအဲ့တော့ဒီရောတိပြကျဲအောင်ပါဒီမှာအမီကောင်းလာခံစားရတယ်มีซาจับมาละนาจะมีซาอ่ะဒီအဝင်းကတက္ကသိုလ်ကျောင်းဝင်းထဲမှာပေါ့တက္ကသိုလ်ကျောင်းဝင်းထဲမှာအဲ့တော့လာတဲ့ရင်လည်းသမီးအပီးထန်စားလိုက်တယ်စားပြီးတော့အလုပ်တော့လုပ်လို့